အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ E7 နဲ့ပဲဖြစ်ဖြစ် F2 နဲ့ပဲဖြစ်ဖြစ်ဗီဇာမျိုးနဲ့ပေါ့နော်မီကိုဗီဇာနဲ့မိသားစုဝင်တွေခေါ်ထားရတဲ့သူရှိရပေါ့လေမိသားစုဝင်တွေခေါ်ထားပြီးတော့ကျွန်တော်ကျမကြီးအမကန်အတူတူပေါက်ဆောင်တဲ့သူရှိရပေါ့နော်ကိုကတော့အမြဲလာကျင်စောင်းနေတာဖြစ်တဲ့အတွက်ရှိရပေါ့နော်ကျွန်တော်တို့ဒီနှစ်ယောက်ပေါင်းဆောင်ပြီးလို့ရှိရင်မီကိုဗီဇာနဲ့နေတဲ့ကိုမိသားစုဝင်ကပေါ့နော်ကျမကြီးအမကန်ရှိမရှိဘယ်လိုဆက်ရမလဲဆိုတော့ပြောပြမလို့ပါကျွန်တော်တို့ပထမဆုံးကိုကဲသွားပြီးလို့ဆိုရင်ကျွန်တော်တို့ဒီဂုံကောင်းကောင်းဖို့ website ထဲသွားရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ login နှိပ်ပေါ့လေဒီမှာကျွန်တော် Gamfiang engine လောက်ရမယ်ကျွန်တော်တို့ Gamfiang engine လောက်ဖို့ကကာကိုသွားမယ်ပေါ့နော်ကျွန်တော်ကတော့ကာကိုနဲ့လုပ်နေကြမှာပါနာမည်ရဲ့မွေးနေ့လရက်ရဲ့ဖုန်းနံပါတ်ရဲ့ဖြည့်ပြီးလို့ဆိုရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ကျွန်တော်ဒီ engine ကိုချောင်းနှိပ်မယ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲမှာ engine လုပ်ပြီးသွားပြီလို့ဆိုရင်ကျွန်တော်ဒီမှာ engine 1လေးကိုဆိုတာလေးနှိပ်ပေါ့နော်ဒါဆိုလို့ဆိုရင်ရောက်သွားပြီပေါ့နော်ဒီနားမှာဆိုလို့ဆိုရင်ဒါဒီကိုဗီဇာနဲ့ခေါ်ထားပြီးတဲ့နာမည်ဖြစ်မှာပေါ့နော်ဒီကျွန်တော်ဒီအောက်မှာကျွန်တော်ဖျောင်းပြဒီကျန်းဖြေမှုရမ်းစာအင်မီတာဆိုလို့ဆိုရင်ကျွန်တော်ဒီမီကိုဗီဇာနဲ့ခေါ်ထားတဲ့လူကကျတော့ဘုံရှိနေတယ်ပေါ့နော်ကျမကြီးအာဘာကန်ရှိနေတယ်ပေါ့လေအဲ့လိုမျိုးသိရတာပါကိုရီးယားမှာအလုပ်ထပ်လို့ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ဒီကျမကြီးအာဘာကန်စောင့်မှုကျန်းနေတယ်ပေါ့နော်ကျမကြီးအာဘာကန်တွင်းကျဆောင်မှုကျန်းနေလို့ဆိုရင်ကျွန်တော်ဒီဘူဟုံးလေးကိုနမ်းမှုဆိုတာကိုကြည့်ရမယ်ပေါ့နော်အကောင့်လေးနှိပ်လိုက်နှိပ်ပြီးကျွန်တော်ဒီ download လို့တော့ဒီမှာတော့တွင်းကျဆောင်ဆောင်ရမရှိဘူးပေါ့လေဒီဆောင်မှုရှိရဆိုရင်ဒီမှာပြနေတယ်ပေါ့နော်အကောင့်လေးကဒီတွားကြည့်ပြီးတော့စောင့်လို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲသင်ပြကြပါစေကျေးဇူးတင်ပါတယ်